မှတ်သားထားတဲ့စီစကား9ချက်ချစ်ပြီးသားလူတွေကိုမုန်းမတော်ပါစေနဲ့အချစ်ကနေအမုန်းဖြစ်သွားတဲ့သူကကြောက်စရာပူကောင်းတတ်ကြတယ်နံပါတ်2ဒေါသထွက်နေတဲ့အချိန်စကားများများမပြောပါနဲ့ဒေါသစိတ်ကြောင့်ပြောသမျှစကားတွေအမှားတွေဖြစ်နေတတ်တယ်နံပါတ်3မိသားစုချင်းဝင်မချေးပါနဲ့ပေးနိုင်တဲ့များစိတ်ထားပြက်ပြက်နဲ့ပေးလိုက်ပါချင်းငားတာမျိုးမလုပ်ပါနဲ့နံပါတ်4ထမင်းစားခြင်းအိမ်လည်းမသွားပါနဲ့ကျုံမွေးဖို့အစဉ်သိမဖြစ်တဲ့အခါအိမ်ရှင်မှာခက်တွေ့ရတတ်ပါတယ်နံပါတ်5လူတယောက်ရဲ့အားနည်းချက်ကိုလူလည်းမထုတ်မပြောမိပါစေနဲ့ဆက်စိတ်ကြောင့်မုန်းပွားကရန်ညှိုးထားခံရတတ်ပါတယ်နံပါတ်6ဈေးရောက်တဲ့အခါပြုံးထားဖို့မမေ့ပါနဲ့ဈေးဝယ်သူတော်တော်များများကဈေးချိုတာထက်လူချိုတာကိုပိုသဘောကျတတ်ကြတယ်နံပါတ်9ကြားသမျှမယုံပါနဲ့ယုံလို့ပြန်မပြောပါနဲ့စကားဆိုတာပြောရဲမကောင်းဘူးလို့ကြားရယုံနေရင်လည်းတုံးအားရရောက်တတ်ပါတယ်